second generation 2ပေါ့နော်အဲ့တော့ IP68 69 dust and water resistant တွေလည်းပါမယ် platform မှာတော့ Harmony OS ကို 6.0 နဲ့လာပြီးတော့ chipset က Kirin 9030 Pro 6 nanometer ပဲဒါ US ရဲ့ chipset shortage လောက်ထားတဲ့ကိစ္စကြောင့် Huawei ရဲ့ flagship ဖုန်းတွေကနောက်ဆုံးအထိကိုမှအခုတည်းကို6 nanometer version တွေပဲပါလာလေးတာပေါ့နော်ဒါပေမဲ့လည်းသူ့ဟာနဲ့တူတော့ battery optimization နဲ့တအားကောင်းပြီးတော့မှတော့ရတာတော်တော်အဆင်ပြေတယ်လို့တော့ပြောပါတယ်ဟုတ်ပြီကျွန်တော်တို့ memory မှာက RAM 16ကို 512GB နဲ့ base model လာပြီးတော့မှအများဆုံးကတော့ RAM 16ကိုပဲ 1TB နဲ့လာမယ်ကင်မရာအနေနဲ့ကနောက်မှာကင်မရာ၄လုံးပါမယ်50 megapixel wide camera 50 megapixel periscope telephoto 50 megapixel periscope telephoto က 4H optical zoom နဲ့တခုရယ်50 megapixel နောက်တဲ့ periscope telephoto ပဲကိုမှ 6.2H optical zoom ရယ်ဆိုပြီးတော့telephoto နှလုံးရယ်40 megapixel 120 degree